YouTube တဲ့ကတဲ့ချင်းတွေကိုဖုန်းပေးပြီးမှနားထောင်ချင်တယ်ဆိုရင်အရန်လွယ်တဲ့နည်းလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်เนาะမိတ်ဆွေများဒီ YouTube ထဲမှာတချင်းကိုနားထောင်တဲ့အချိန်ပေါ့เนาะကိုယ့်ရဲ့ဖုန်းကိုဒီလိုမျိုးဖွင့်ရှာမလို့ပဲနဲ့ပေါ့เนาะကိုယ့်ရဲ့ဖုန်းကိုပိတ်ပြီးမှနားထောင်ချင်တယ်ဆိုရင်ကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်เนาะဘယ်လိုလုပ်ရမှာလဲဆိုတာကိုအရင်ဦးဆုံးဒီ application ကိုရှိရမှာဖြစ်ပါတယ်ဒီ application ကိုမရှိဘူးဆိုရင် Play Store ထဲမှာတွားရှာလို့ရပါတယ်เนาะဒီ application လေးဖြစ်ပါတယ်เนาะဒီ application ကို install တင်လိုက်ပါเนาะကဲဘယ်လိုလုပ်ရမှာလဲဆိုတာကိုဒီ application တွေကိုဝင်လိုက်ပါเนาะကဲဝင်ပြီးသွားလို့ရှိရင်ဒီနေရာလေးပေါ့ဒီမှာ YouTube ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါကဲနှိပ်ပြီးသွားလို့ရှိရင်ကိုနားထောင်ခြင်းတဲ့တခြင်းကိုရွေးလိုက်ပါเนาะကဲကျွန်တော်ရှာမှာဒီမှာเนาะကိုနားထောင်ခြင်းတဲ့တခြင်းကိုနှိပ်လိုက်ပါเนาะဒီမှာเนาะဒီတခြင်းကဒီမိတ်ဆွေများဒီတခြင်းကိုဖွင့်ထားပြီးသွားလို့ရှိရင်ဒီအပေါ်မှာဆွဲကြည့်လိုက်ပါเนาะဒီမှာเนาะဒီတခြင်းဖြစ်ပါတယ်เนาะဒီတခြင်းပေါ့เนาะဒီတခြင်းကိုမိတ်ဆွေများဒီတခြင်းကိုနားထောင်ခြင်းလဲဆိုရင်ကိုယ့်ရဲ့ဖုန်းကိုဒီလိုမျိုးပတ်ပြန်ထွက်လိုက်ပါเนาะထွက်ပြီးသွားလို့ရှိရင်ဒီအပေါ်ဟာပြန်ဆွဲကြည့်လိုက်ပါเนาะဒီမှာเนาะဒီတခြင်းကိုတူဖွင့်ထားတာဖြစ်ပါတယ်เนาะမိတ်ဆွေများဒီတခြင်းကိုမကြိုက်ဘူးနောက်ထပ်တခြင်းကိုပြောင်းချင်တယ်ဆိုရင်ခုနလိုမျိုးပဲเนาะနောက်ထပ်တခြင်းကိုပြန်ရွေလိုက်ပါเนาะဒီထဲမှာလည်းမိတ်ဆွေများရှိနေတဲ့တခြင်းတွေကိုလည်းနှိပ်လို့ရပါတယ်เนาะအကုန်လုံးနှိပ်လို့ရပါတယ်ကိုကြိုက်တဲ့တခြင်းကိုရွေးလိုက်ပါเนาะမှန်နော်ကိုကြိုက်တဲ့ဟာကိုရွေးလိုက်ပါเนาะဒီမှာကျွန်တော်တရားနှိပ်ကြည့်မှာပေါ့เนาะဒီထဲမှာကျတော့ကိုဒီထဲမှာကျတော့ကိုကတခြင်းကိုနားထောင်နေတဲ့အချိန်ကိုကိုယ့်ရဲ့ဖုန်းကိုဒီလိုမျိုးဖွင့်ရှာမလို့ပဲနော်ပေါ့ကိုယ့်ရဲ့ဖုန်းကိုပိတ်ပြီးမှနားထောင်လို့ရတဲ့ application လေးဖြစ်ပါတယ်နော်ဒီအပေါ်ကိုဆွဲကြည့်တာပေါ့ဒီမှာနော်ဒီတခြင်းဖြစ်ပါတယ်နော်ကိုယ့်ရဲ့ဖုန်းကိုပိတ်ပြီးမှနားထောင်လို့ရတဲ့ application လေးဖြစ်ပါတယ်နော်ဒီ application လေးပါ Play Store ထဲမှာတွားရှာလိုက်ပါနော်ဒီ application ကရန်ကောင်းပါတယ်